အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လုံနေလေးကလည်းရန်ကိုလွယ်ကူမြန်ဆန်ပြီးတော့အရသာအရန်ရှိတဲ့အရောက်ဆုံးကိတ်မုတ်လေးကိုလုပ်ပြတော့မှာဖြစ်ပါတယ်ရှင်သူ့သားလေးကနိုးအေးပြီးတော့ဒီမှာဆိုလို့ရှိရင်အရသာ၃မျိုးကိုဖြိုးကလုပ်ပြထားပါတယ်ရှင်ဖြိုးလောက်ထားတဲ့အရသာကကျတော့ဒီမှာစတော်ဘယ်ရီရသာရှိတယ်ပြီးတော့စုံမွေးနဲ့ရသာရှိတယ်ပြီးတော့ဝနီလာခရင်ရသာလည်းရှိပါတယ်ရှင်အဲဆိုမှဆုံးခွက်တလုံးထဲကိုတကြားထမင်းစားစုံနဲ့စွန်းနဲ့တစ်ပတ်စားလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ကျုပ်နှလုံးကိုပါတစ်ခါလေးခောက်ထည့်ပေးလိုက်ပါတယ်ရှင်ပြီးတော့နက်လည်းမွေးစဖို့အတွက်ဖြိုးတို့သုံးပြနေကြဝနီလာနဲ့မွေးစေးရည်လေးကိုတစ်ဖိတ်စွန်းတစ်စုံစာလောက်ကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်မှတ်ထားပေးလိုက်ပါတယ်။တကြားရဲပြောသွားလိုက်ထိပေါ့နော်။အားလုံးနှက်သွားပြီဆိုတာနဲ့နွားနို့200မီလီလီကိုထည့်ပေးလိုက်ပါတယ်။ပြီးတော့ကိတ်ကြုံကိုဟင်းခက်ဆိုတစ်စုံမမောက်စာကိုထည့်ပေးလိုက်ပါတယ်ရှင်။ပြီးရနဲ့ပြန်ပြီးတော့အားလုံးနှက်သွားအောင်မှတ်ထားပေးလိုက်ပါတယ်။ဖြိုးဖူးလို့တဲ့မုတ်သားလေးရဆိုလို့ရှိရင် no EPN ကိုစားလို့ကောင်းပါတယ်။ကိတ်ကြုံနဲ့အားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ရေ160မီလီလီကိုထည့်ပေးလိုက်ပါတယ်။ပြရတဲ့နောက်ဆုံးကြမှာအရေးဖြိုထားတဲ့ထောပတ်ငန်ပေါ့နော်။ထမင်းစားစွန်း၄စုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်။ဖြိုကဒီမှာထောပတ်ငန်သုံးထားတော့စားမထည့်ထားပါဘူး။တကယ်လို့ဒီနေရာမှာရိုးရိုးထောပတ်ကိုသုံးမယ်ဆိုလို့ရှိရင်တော့စားနဲ့ငယ်ထည့်ပြီးတော့သုံးနေပါတယ်ရှင်။ပြီးတော့နောက်တစ်ခုပြောချင်တာကတကယ်လို့ထောပတ်မရှိဘူးဆိုလို့ရှိရင်ရိုးရိုးအိမ်မှာဟင်းချက်တဲ့စီလေးနဲ့လည်းသုံးပြလို့ရပါတယ်နော်။အားလုံးနှက်တော်ပြီဆိုတာနဲ့ဖြိုတို့စကားနဲ့နောက်ထပ်ခွက်လေးတောင်ထဲကိုစစ်ချပေးထားလိုက်ပါမယ်ရှင်ပြရနဲ့ဖြိုးကအယောင်လေးတွေကို3ရောင်လောက်မှဖြစ်တဲ့အတွက်ခွက်လေးနဲ့ပေါ့နော်ဒီ3ခွက်ကိုမြတ်မြတ်တတလေးထည့်ထားပေးလိုက်ပါတယ်ပြရနဲ့ဖြိုးတို့ဆိုဆေးကိုပေါ့နော်ဒီဖုတ်ကလာကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်ပါမယ်နော်ဖြိုးကြောင်နဲ့နည်းနည်းချင်းစီထည့်ထားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်ပန်းရောင်လေးပါတယ်အဝါရောင်လေးပါတယ်ပြီးတော့အစိမ်းရောင်လေးပါပါတယ်ပြီးတော့အားလုံးနှက်သွားအောင်ဝှက်ထားပေးလိုက်ပါမယ်ရှင်ဒါကတော့ဖြိုးလှလေးလိုချင်လို့လောက်တာပေါ့နော်တကယ်လို့ဆိုဆေးရမရှိဘူးဆိုလို့ရှိရင်မထည့်လိုက်ရပါတယ်နော်ဒီဖုတ်ကလာမရှိဘူးဆိုလို့ရှိရင်တော့ကဲအားလုံးအယောင်လေးဆက်လုပ်ပြီးဆိုလို့ရှိရင်ဖြိုးတို့စပြီးတော့မုတ်ကိုလုပ်ပြလိုက်ပါမယ်နော်အယုံဆုံးဖြိုးတို့လုပ်မဲ့အိုးလေးထဲကိုမီးအေးလေးတင်ပြီးတော့ဖြိုးတို့ဒီမျိုးမုတ်နှစ်လေးကိုတစုံစာလောက်ကိုထည့်ချပေးလိုက်ပါမယ်ပြီးလို့ရှိရင်ဒီလိုမျိုးနှက်သွားအောင်ပေါ့နော်တခြားလေးဖြန့်ပေးလိုက်ပါမယ်ရှင်ပြီးတော့ခဏလောက်ဖြိုးတို့တည်ထားပေးလိုက်ပါမယ်နော်10မိနစ်2မိနစ်လောက်2မိနစ်လောက်တည်ပြီးလို့ရှိရင်တော့ဖြိုးတို့မုတ်ကိုခွာလို့ရပါပြီရှင်ခွာပြီးလို့ရှိရင်တော့အပြင်ကိုထောက်ပြီးတော့ကျန်နေတဲ့မုတ်နှစ်ကိုလည်းခဏကတိုင်ပဲဆက်တိုက်လေးလှုပ်တော့ပေးလိုက်ပါမယ်နော်ဖြိုးကဲလောက်တဲ့ထဲမှာဆိုလို့ရှိရင်ဒီမုတ်လောက်တာတော့လေးကိုလွယ်တယ်ပေါ့နော်အလွယ်ဆုံးမုတ်လို့လည်းပြောလို့ရပါတယ်ပြီးတော့အရသာကလည်းတော်တော်လေးကိုကောင်းပါတယ်โอเคဝါရလေးလုပ်ပြီးဆိုလို့ရှိရင်တော့ကျန်နေတဲ့ပန်းရောင်လေးကိုလည်းခဏကတိုင်ပဲဖြိုးလို့တစုံချင်းစီထည့်ပြီးတော့လောက်တာပေးလိုက်ပါမယ်ရှင်ဒီနေရာမှာအပြားကြီးသေးရတော့ကိုယ်စိတ်ကြပါနော်တကယ်လို့ OGG ရှိရင်တော့အပြားကြီးလောက်လို့ရပါတယ်နော်ဖြစ်မှကျတော့ order အားမကြည့်ဘူးဆိုတော့အပြားလေးကအနေတော်လေးပဲဖြစ်နေပါတယ်โอเคပန်းအောင်လည်းလုပ်ပြီးဆိုလို့ရှိရင်တော့ဖြိုးအစိမ်းအောင်လေးကိုလည်းခဏအတိုင်ပဲလုပ်သွားပေးလိုက်ပါမယ်ရှင်တကယ်လို့ဒီမုတ်ကိုမကတ်တဲ့အိုးလေးနဲ့လုပ်ရင်တော့ပို့ပြီးတော့လွယ်ကူပါတယ်โอเคခုဆိုလို့ရှိရင်တော့ဖြိုးမုတ်လေးတွေရနေပါပြီเนาะမုတ်ပြလေးတွေရနေပြီဆိုလို့ရှိရင်တော့ဖြိုးခရင်ကိုခတ်တလုံးထဲကိုထည့်ပေးလိုက်ပါမယ်ရှင်ဖြိုးကြတော့ဒီမှာဟစ်ခတ်စွန်းနဲ့3စုံတိတိထည့်ထားပေးပါတယ်ပြီးတော့ကြားထမင်းစားစုံ2စုံစာလောက်ကိုထည့်ပြီးတော့ကျုပ်ခေါ်တဲ့ဆက်လေးနဲ့မြုပ်လေးတွေထွက်လာတဲ့ထိပေါ့နော်ဖြိုးခောက်သွားပေးလိုက်ပါမယ်ရှင်ဒီခရင်သားလေးကမမတဲ့တင်းလေးနဲ့ဖောက်ဖောင်းလေးတွေဖြစ်လာတဲ့ထိဖြိုးခောက်သွားပေးလိုက်ပါမယ်နော်ဖြိုးကြလေးမှာခောက်သွားတာကြာချိန်4-5မိနစ်လောက်ရှိပါတယ်ဒီကိတ်မိုးမှာဆိုလို့ရှိရင်တော့ဒီတစ်ခုပဲနည်းနည်းလေးလှုပ်ထွက်တော့ပေါ့နော်တခြားဟာတွေကြတော့လောလောပဲလှုပ်လို့ရတာဖြစ်ပါတယ်ဖြိုးဆက်တိုက်လေးဒီခရင်လေးတွေကဖောက်ဖောင်းလေးနဲ့တင်းလေးတွေဖြစ်လာတဲ့ထိခောက်သွားပေးလိုက်ပါမယ်နော်ကဲဒီလိုမျိုးဖောက်ဖောင်းနေတဲ့တင်းလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ဖြိုးစပြီးတော့မုတ်ကိုလုပ်ပေးလိုက်ပါမယ်နော်အရင်ဦးဆုံးမုတ်ကိုဒီလိုမျိုးခင်းပေးလိုက်ပါမယ်မုတ်ပြလေးကိုဖြိုးကမုတ်ပြမခင်းခင်မှာအောက်ကပလတ်စတစ်လေးအရင်ခင်းပြီးမှအပေါ်ကမုတ်ပြလေးကိုခင်းထားတာဖြစ်ပါတယ်ပြီးရင်တော့ဖြိုးတို့ပေါ်ကခရင်လေးကိုထည့်ပေးလိုက်ပါမယ်နော်ကိုလိုအဲ့ဒါလောက်ခရင်ကိုထည့်ပေးတာနဲ့ဖြိုးကဒီစိုးမွေးဆော့လေးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့စိုးမွေးအနက်လေးနဲ့လုပ်ထားတဲ့ဆော့လေးပေါ့နော်ဒီဆော့လေးကိုကိုလိုအဲ့ဒါလောက်ထည့်ပေးလိုက်ပါမယ်ဖြိုးကတော့မက်ခိုကဝယ်ခဲ့တာဖြစ်ပါတယ်ရှေ့စူပါမားကတ်တွေမှာလည်းရှိပါတယ်နော်ဒီဟာလေးကကျတော့ ready made ထုတ်လေးတွေပေါ့နော်သူတို့ရောင်းတာဖြစ်ပါတယ်ဈေးလည်းတော့ပါတယ်ရှေ့ထည့်ပေးတာနဲ့ပေါ်ကခရင်ကိုပြန်ပြီးတော့အုပ်ပြီးတော့ဒီမုတ်လေးတွေကိုလေးတောက်လေးခုတ်ပေးလိုက်ပါမယ်နော်ဒါလည်းလောကူကူလေးပဲဖြိုးခောက်ထားတာဖြစ်ပါတယ်
ပြီးရင်တော့စားလို့ရပါပြီเนาะတကယ်လို့ရေခဲတက်မရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဒီတိုင်းမဟုတ်ကိုစိတ်ကြိုက်လေးဖြတ်ပြီးတော့စားလို့ရပါပြီရှင်ဖြိုကြတော့အိမ်မှာရေခဲတက်ရှိနေတာနဲ့ဒီလိုမျိုးဖိလင်းနဲ့အောက်ပြီးမှာပေါ့เนาะဒီလိုမျိုးပုံစံလေးသွေးပြီးမှရေခဲတက်ထမှာမိနစ်30ကနေမိနစ်45မိနစ်လောက်ထားပြီးမှစားပါတယ်ဒီတိုင်းစားမဆိုလို့ရပါရဲ့เนาะဒါကတော့ကိုမစားချင်သေးရေခဲတက်ထမှာစိတ်လို့ရတဲ့နေလေးပါရှင်ပန်းရောင်လေးကိုလည်းခဏကတိုက်ပဲလှုပ်တော့ပေးလိုက်ပါမယ်เนาะဖြိုကြတော့ဒီပန်းရောင်လေးကိုကြတော့အထက်ကဆော့လေးကိုကြတော့ဖြိုကစတော်ဘယ်ရီဆော့လေးတုံးထားတာဖြစ်ပါတယ်စတော်ဘယ်ရီရတာဆော့လေးပေါ့เนาะပန်းရောင်လေးကိုလည်းခဏကတိုက်ပဲဖြိုတို့လေးတောက်လေးခောက်တော့ပေးလိုက်ပါမယ်เนาะဒါကတော့လောလောကိုခောက်ပြထားတာဖြစ်ပါတယ်ရှင်ဒီမော်လေးဆိုလို့ရှိရင်တော့အနက်ရတာအရင်ပြည့်စုံပြီးတော့အရင်လည်းစားလို့ကောင်းပါတယ်ကဲအခုဆိုလို့ရှိရင်တော့အဝါရောင်လေးလောက်ပဲပေါ့နော်အဝါရောင်လေးကိုလည်းခဏကတိုင်ပဲလောက်တော့ပေးခဲ့ပါမယ်နော်အဝါရောင်လေးမှာကျတော့ထဲကဆော့လေးကိုဖြိုးကဝနီလာခွင်ဆော့လေးကိုတုံးထားပါတယ်ရှင်ဝနီလာနဲ့လေးပေါ့နော်ရတာကကျတော့ခွင်ရတာလေးပေါ့နော်ပြီးရင်တော့ခဏကတိုင်ပဲဖြိုးတို့လေးတော့လေးခောက်တော့ပေးလိုက်ပါမယ်ရှင်โอเคမဟုတ်ကိုစိတ်ကြိုက်ခောက်ပြီးလို့ရှိရင်တော့ရေခဲတာမရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဒီတိုက်လေးဖြတ်ပြီးတော့စားနိုင်ပါတယ်ရှင်ဖြိုကြတော့မိနစ်30လောက်ရေခဲတာထမှာထည့်ပြီးမှလှီးပြီးတော့စားဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့မိနစ်30လောက်ထားပြီးလို့ရလာတဲ့အနေထားလေးပါရှင်ကဲခုဆိုလို့ရှိရင်တော့ဖြိုတို့ရဲ့အယောင်ဆုံးကိတ်လေးကစားဖို့တည်ဖြစ်နေပါပြီရှင်စားလို့လည်းအရင်ကောင်းပြီးတော့လုံးနေလေးရလည်းအရင်လုပ်ကူတာမို့ဒီဗီဒီယိုလေးအားလုံးအတွက်ဆက်ပြီးလုပ်နေပါတယ်ရှင်